ဒီနေ့မှာအရေးကြီးကိစ္စရှိရဆိုရင်တော့တပြေရွက်မှာရေမွေးစွတ်ဆောင်းပြီးတွားရောက်တွေ့ဆုံပြောဆိုလိုက်ခြင်းအပြင်ခုနှစ်ရက်သားမီအားလုံးအဆင်ပြေချောမွေ့သွားပါလိမ့်မယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါခင်ဗျာဒီအစီအစဉ်ကိုဘေးရင်ရရမီဒီယာကစီစဉ်တင်ဆက်ပြီးတော့အောင်ထူးဆန်းဘေးရင်ရရကမ်းမှာအဓိကကူညီပံ့ပိုးတင်ဆက်ထားတာဖြစ်ပါတယ်ခင်ဗျာနေ့စဉ်ခုနှစ်ရက်သားမီအပေါင်းတို့ရဲ့ကံကြမ္မာအခြေအနေခုနှစ်ရက်သားမီအပေါင်းတို့ရဲ့လောကီကိစ္စအဝဝတို့ဆောင်ရွက်ဖို့ရရအဖျားဖျားကိုလမ်းညွန်စီစဉ်တင်ဆက်ပေးခြင်းတို့ကိုလိုက်နာဆောင်ရွက်နေကြတဲ့ခုနှစ်ရက်သားမီအပရိသတ်အားလုံးကိုစိတ်နှဖျားကျမ်းမာချမ်းသာပြီးရရကုသိုလ်အစွမ်းတို့ဖြင့်လူရဆန္ဒပြည့်ကြပါစေလို့ဥစွာပထမဆုတောင်းမေတ္တာပို့သပါတယ်ခင်ဗျာ2026ခုနှစ်ဖေဖော်ဝါရီလ10ရက်တနင်္ဂနွေနေ့အတွက် Numerology ကဏ္ဍပင်အရာ9ရက်သားသမီးအားလုံးတို့ပေါ်မှာ10ကဏ္ဍကစိုးမိုးပြီးပြဿနာခံရတာဖြစ်တဲ့အတွက်ပြဿနာတွေဖြေရှင်းအောင်အကြောင်းပေါ်တတ်တယ်အတူနေတဲ့မိသားစုချင်းချင်းတို့နောက်တစ်ခါဆရာတွေရဲ့အချင်းချင်းတို့လုတ်ဖို့ကံပဲအချင်းတို့ကြားမှာသဘောထားကွဲလွဲမှုဖြစ်တတ်တယ်ဒီလိုနေ့မှာပကံတွေဖန်ခွက်တွေမှန်တွေကွဲရင်နမိတ်မကောင်းကွဲတဲ့နမိတ်မျိုးတွေ့ရဆိုတာနဲ့အသီးဆယ်သိရေတစ်ခွက်ဖျားကိုလှူပါလူရင်းတွေမိတ်ဆွေရင်းတွေနဲ့သဘောထားကွဲတတ်တယ်ကိုယ်နဲ့အတူနေတဲ့သူတွေကခီးထွက်မှာတော့အဝေးသွားမှာတော့ကြုံတွေ့ရတတ်တယ်ဒါကြောင့်ဒီလိုနေ့မှာကိုယ့်ရဲ့အစိုးအညံ့အတိတ်ဆိုးနမိတ်ဆိုးတွေလွတ်ပြီးကံထူးကောင်းမှုလို့တော့ကတော့နွားနုတစ်ခွက်ကိတ်မုံနှစ်ချက်မြတ်စွာဘုရားရှင်ကိုမနှက်စောစောဆုံးကလိုက်ပါခင်ဗျာဒီနေ့မှာမိရှုတန်းစဉ်ဖွားမြင်ကြတဲ့ရင်သွေးရတနာတွေအတွက်ကတော့မာဘုတ်ဗေဒနိယဘင်္ဂဘွားဇာတာရှင်တွေဖြစ်ကြပြီးတော့တနင်္ဂနွေကိုဘင်္ဂခံရတာဖြစ်တဲ့အတွက်ငယ်စဉ်ကတည်းကအိမ်နေရာထိုင်ခင်းခက်ခဲတတ်တယ်နေရာမတည်ငြိမ်မှုတွေဖြစ်တတ်တယ်အိမ်မိသားစုနဲ့သဘောထားကွဲလွဲတတ်တယ်ငယ်စဉ်မှာတော့ဘင်္ဂရဲ့သဘောတရားအရအစိုးညံကိုဖျက်ဆီးရပေမဲ့ရှစ်ကနန်းကိုခံရတာဖြစ်တဲ့အတွက်အသက်ရှင်နေကြော်လွန်တာနဲ့ကောင်းတဲ့ကံခွင့်လန်းတွေတောက်လျှောက်ရပါလိမ့်မယ်ဒီနေ့ရင်သွေးရတနာတွေအတွက်ကံအလွန်ကောင်းမှုလို့အတွက်ကတော့သီလရှင်ကိုမကြာခဏဆန်လှူပြီးရင်သွေးရတနာအတွက်ဆုတောင်းပေးပါဒီနေ့ကြောက်တဲ့မွေးနေ့ရှင်တွေအတွက်ကုသိုလ်ရရလမ်းညွှန်ရမယ်ဆိုရင်တော့တနင်္ဂနွေကျိုးအပြုပြီးတော့စမ်းရှင်လာတာဖြစ်တဲ့အတွက်အုံထမင်းနဲ့ကြက်သားဟင်းနဲ့မြတ်စွာဘုရားရှင်ကလူချင်းရဟန်းတန်ကလောင်းလူချင်းဆွေမျိုးမိတ်ဆွေများကိုအုံထမင်းကြက်သားဟင်းဒါနပြုခြင်းအဖြစ်တနေ့တာလုံးကံခွင့်ကောင်းတွေကြုံပါလိမ့်မယ်ဒီနေ့အကျိုးပေးစိုးမိုးကဏ္ဍကတော့3ကဏ္ဍ5ကဏ္ဍဖြစ်ပြီးတော့မိတ်ဆွေများငွေကံကောင်းမှုအတွက်ဆိုရင်တော့ပတ်စံတရွက်မှာခဲတံနဲ့ရာကောက်ကိုလုံးရေးရေမွေးစွပ်ပြီးဆောင်းထားလိုက်ရုံဖြင့်ငွေကံအထူးကောင်းပါလိမ့်မယ်ခင်ဗျာစတိုးတိုင်းနဲ့ကုန်းသုံးတိုင်းနဲ့လက်ဖက်ရည်ဆိုင်တွေရောင်းပန်းသာဝယ်ပန်းလှဖို့အတွက်ဆိုင်ရှိမျက်နှာသာတက်တဲ့ကိုဆိုင်အနေငယ်ကျက်ပက်ပြီးရောင်းဈေးရောင်းကောင်းမှုဆူတောင်းလိုက်ပါအယောင်ထိုင်းနေတဲ့ကုန်ပစ္စည်းတွေကိုလည်းပဲနှင်းစီပန်းအနီလေးတစ်ပွင့်နဲ့တို့ပြီးခောက်ပြီးရိုက်ပြီးဆူတောင်းလိုက်ရုံဖြင့်တိတိတသာအယောင်ထွက်သွားပါလိမ့်မယ်ခင်ဗျာအမှုအခင်းကြုံနေတဲ့သူရှိရဆိုရင်တော့အမှုကြုံနေတဲ့သူရဲ့အမိကိုသင်္ဘောသီးအမှတ်မှာရေးပြီးသီလရှင်ဆရာလေးကိုလှူဒန်းပေးလိုက်ပါခင်ဗျာကျမကြီးညံ့နေတဲ့သူတွေဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့ကျမကြီးညံ့သူအတွက်ဓာတ်စာဖြစ်နေဒီလိုနေ့မှာမြင်းခွာရွက်သုတ်အနေငယ်စားပြီးဆူတောင်းမှာအခြေအမြစ်တိုင်းအိမ်တော်ကြီးကိစ္စကြီးတော့အေဂျင့်ပြည်လဲပါလိမ့်မယ်ဒီနေ့မှာအရေးကြီးကိစ္စရှိရဆိုရင်တော့တပြေရွက်မှာရေမွေးစွတ်ဆောင်းပြီးတွားရောက်တွေ့ဆုံပြောဆိုလိုက်ခြင်းအပြင်ခုနှစ်ရက်သားမီအားလုံးအဆင်ပြေချောမွေ့သွားပါလိမ့်မယ်ခင်ဗျာဒီအစီအစဉ်ကိုနေ့စဉ်မပြတ်စောင့်မျှော်ကြည့်ရှုနေကြတဲ့ခုနှစ်ရက်သားမီများအားလုံးဘေးပင်ဝေးကွာ၍လူရဆန္ဒအဖျားဖျားအနန္တပြည့်စုံကြပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ